ဆေးရတော်တော်ဆွမ်းနေဗရီကအခုကျမှခလေးလေးတယောက်လိုဖြစ်ပြီးချစ်စရာလေးဖြစ်ဘဝမှာတူစည်းမိပြီးတော့ဘာမှမသိတော့ဘူးဆေးမိသွားတယ်လို့ဆိုတာအကြားပဲကြားဘူးလားအခုမှလက်တွေ့ဖြစ်နေတယ်အရင်ကတည်းကရှိပါတယ်ကိုကြီးကိုယ်တိုင်အဲ့လိုခံစားခဲ့ရတာပဲလေဇာနီလို့တခွန်းခေါ်လိုက်တာစီတလုံးနဲ့မမောက်ရီကခိုင်းနိုင်ခဲ့တာတွေကိုကိုကြီးမမှတ်မိဘူးလားဒါဆိုငါလို့ဖြစ်ခဲ့တာလေစေးမိခဲ့တာပေါ့ဟုတ်လားနင်းစီဟုတ်တယ်လေကိုကြီးရဲ့ဒါဆိုရင်လေဝစ်ဆိုတော့နောက်ဘဝမှာကူဆိုတာအမှန်ပဲပေါ့Just so lady, fake to love, show me.